ဂျပန်တက်တော့ကောက်ဖို့အတွက်ဒီ software လေးလိုပါတယ်။ဒီ software လေးကိုနှောက်လိုက်မယ်။ဒီနေရာမှာဂျပန်ဆိုပြီးတော့ home ကိုတရားစစ်လိုက်ပါ။ပြီးရင်ဂျွန်ညာတက်တယ်ပေါ့နော်။ဂျွန်ညာခဏဆောင်ပြီးတော့ close ကိုတင်လိုက်ပါ။ခဏဆောင်လိုက်လို့ရှိရင်ဒီမှာဂျပန်ဆိုပြီးတော့ VPN ရသွားပြီပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်တော့တော်လေးကိုသွားမယ်။ဒါကကျွန်တော်ရင်ကောက်ပေါ့နော်။အကောင့်ကိုနေလိုက်မယ်။ပြီးလို့ရှိရင်တော့အောက်က Thailand ဆိုတဲ့နေရာလေးမှာဂျပန်ဖြစ်အောင်ပြောင်းပေးဖို့လိုပါတယ်။အဲဒါကြောင့် Thailand ဆိုတဲ့စာတန်းလေးပုံနေလိုက်မယ်။ပြီးလို့ရှိရင်ဒီမှာဂျပန်ဆိုပြီးတော့လိုက်ရှာလိုက်မယ်။အဲဒါဂျပန်ဆိုပြီးတော့ရသွားပြီဖြစ်ပါတယ်။ပြီးလို့ရှိရင်ပေါ်မှာ Gmail နဲ့ဖွင့်မှာလား Facebook နဲ့ဖွင့်မှာလားဆိုပြီးတော့ရှိပါလိမ့်မယ်။ကျွန်တော်တို့ဒီမှာ Gmail နဲ့ဖွင့်ပြမှာဖြစ်လို့ Gmail ကိုရွေးလိုက်ပါတယ်။ပြီးလို့ရှိရင် Gmail ရိုက်ထည့်မယ်။ Gmail ရိုက်ပြီးဆိုတော့ continue ဆိုရဲစာတန်းလေးကိုနှိပ်လိုက်မယ်။ပြီးလို့ရှိရင်တော့ password ရိုက်ထည့်ရပါမယ်။အသေးအခရာရောအကြီးအခရာရဲ့ပြီးလို့ရှိရင် special captcha တစ်လုံးပါရအောင်ဖြစ်ပါတယ်။ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့ကလေးကိုထည့်လိုက်မယ်။ကိုယ့်ရဲ့မွေးနေ့ကလေးအလုံးထည့်ပြီးကျွန်တော်က continue ဆိုရဲစာတန်းလေးကိုနှိပ်လိုက်မယ်။ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့နာမည်ထည့်မယ်ပေါ့နော်။ပြီးလို့ရှိရင် continue ဆိုရဲစာတန်းလေးကိုထပ်နှိပ်လိုက်မယ်။ဒါဆိုရင်တော့ဂျပန်ကောက်တစ်ခုရပါပြီ။အဲဆိုရင်ကိုယ့်ရဲ့ကောက်ကဂျပန်ကောက်ဟုတ်မဟုတ်သွားစစ်ပါမယ်။ကောက်ကိုထပ်နှိပ်မယ်။ပြီးလို့ရှိရင်တော့ကောက် information ကိုနှိပ်မယ်။ပြီးလို့ရှိရင်တော့ကောက် region ထဲမှာဂျပန်ဆိုပြီးတော့ပေါ်နေပြီပေါ့နော်။အဲ့မှာဒီ Thai region နဲ့ change ကြည့်မယ်နော်။ change လို့မရဘူးဆိုလို့ရှိရင်ဒါဆိုရင်change လို့မရဘူးဆိုလို့ရှိရင်တော့ဂျပန်တက်တော့ကောက်တစ်ကောင်ရပါပြီ။ဒါဆိုရင်တော့အောင်မြင်စွာဖွင့်လို့ပြပြီပေါ့နော်